သမထကမ္မထ40ရှိတယ်40သောကမ္မထကကတိုင်း10ပါးအတုပ10ပါးအနုတ္တိ10ပါးပေါင်းတော့30ဖြစ်တယ်နောက်သမထကမ္မထတွေကအများသိနေကြတဲ့ဗြဟ္မဝိဟာရတရား4ပါးထက်34ပါးအာရုပ4ပါးထက်38ပါးအာဟာရိပฏิကုလတင်ညာတစ်ခုထက်39စတုဓာတုဝဝထံတစ်ခုထက်ကမ္မထ40အဲ့ဒါသမထကမ္မထတဲ့သမထကမ္မထ40ရှိတယ်သမထဆိုတာဘာလဲဆိုသမထဆိုတာငြိမ်းအေးခြင်းလို့ခေါ်တယ်ငြိမ်းသက်ခြင်းလို့ခေါ်တယ်သမထငြိမ်းသက်ခြင်းတို့ပါဘောတိရောက်ကုန်ဤသမထငြိမ်းသက်ခြင်းတို့ပါဘောတိရောက်ဤသမထငြိမ်းသက်ခြင်းတို့လပတိရဤငြိမ်းသက်ခြင်းသဘောသည်သမထကငြိမ်သက်တယ်တည်ကြည်တယ်စိတ်ငြိမ်တယ်သမထရဲ့သဘောကငြိမ်အေးတယ်လို့ဆိုတယ်သမထဆိုတာဘာကိုငြိမ်တယ်လဲဆိုတော့စိတ်ရဲ့ပူပေါင်းခြင်းပူလောင်ခြင်းပူဆွေးခြင်းဒီလိုစိတ်ကိုငြိမ်အေးစေသောအရာဒီသမထကမ္မထဖြစ်တယ်ကိလေသာဖြင့်ပူပေါင်းခြင်းဒီသမထတရားကငြိမ်အေးစေတယ်လို့ဆိုတယ်ကိလေသာဆိုတဲ့စကားကကိလေသာတရား10ပါးရှိတယ်ဒေါသကြီးသောသူသည်ဒေါသဟာကိလေသာပဲလောဘကြီးသောသူသည်လောဘကိလေသာပဲယာဂကြီးသောသူသည်ယာဂကိလေသာထိုနည်းတူကိလေသာတရား10ပါးရှိတယ်ကိလေသာ10ပါးကိုငြိမ်းအေးအောင်နှစ်သိမ့်တတ်သောတရားတနည်းအားဖြင့်ထိမ့်သိမ့်တတ်သောတရားဒီသမထကမ္မထဖြစ်တယ်သမထတဲ့ကမ္မထကိုတချို့ကနားမလည်လို့အထင်သေးကြတယ်ဝိပဿနာမှာအစဉ်တမ်းမြင့်တယ်လို့ထင်တယ်သမထကိုသူတို့ကအထင်သေးခြင်းဒီသမထရဲ့အကြောင်းမသိတော့ကြောင့်သမထကိုအထင်သေးခြင်းဖြစ်တယ်တဲ့သမထအထင်သေးရမှာမဟုတ်ဘူးအထင်ကြီးရမှာဘာကြောင့်လဲဆိုတော့ဖျားပြအောင်ကြင်ကြံကြိုးကိုအထုတ်တော်မူကြတော့စုကြီးပံဖျားအလောင်းတော်ကြီးတို့သည်သမထကမ္မထနဲ့ကြင်ကြံ၍တန်တရာကြီးကျင့်လိကြရတယ်မြေရှို့မော့ပြန်ဇံပင်ရအောင်ဖြစ်စေတာလေသမထကမ္မထပဲဖြစ်တယ်ဝိပဿနာကမ္မထကဇံပင်ကိုမရပါဘူးဝိပဿနာကမ္မထကြီးတဲ့အထုတ်လို့မဖြစ်ဘူးလားဖြစ်တယ်ဝိပဿနာကမ္မထတက်တဲ့အထုတ်လို့ရှိရင်ဝိပဿနာဉာဏ်ကိုရမယ်ဝိပဿနာဉာဏ်ကိုတကယ်ထိရောက်အောင်မြင်ပေါက်မြောက်သောသူသည်မလေးတံဖော်လေးတံနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ယဟန္တာပုဂ္ဂိုလ်ဖြစ်သွားနိုင်တယ်သို့သောဝိပဿနာတက်တဲ့နဲ့ယဟန္တာဖြစ်သွားသောပုဂ္ဂိုလ်သည်ဇာန်ပင်မရဘူးဇာန်ပင်မရသောကြောင့်ဝိပဿနာတက်တဲ့နဲ့ဖြစ်သောယဟန္တာများသည်ဒုက္ခဝိပဿကယဟန္တာလို့ခေါ်တယ်ဇာန်ဒီဟူသောအစေမှ6သောကြောင့်တဲ့မြေရှိုးခြင်းမောပြန်ခြင်းယုတ်ခန္ဓာအမျိုးမျိုးဖန်ဆင်းပြခြင်းမဖြစ်နိုင်ဘူးသမထကမ္မထံကပေါက်ရအောင်အားထုတ်လို့ရှိရင်သမထကမ္မထံ10မျိုးလုံးမဟုတ်ပါဘူးမိမိနှစ်သက်ရာကိုယ်စိတ်အာယုံနဲ့တိုက်ဆိုင်ရာဝါဒနာပါရာစိတ်ဝင်စားရာကမ္မထံကိုပိုင်နိုင်သွားအထုတ်ပါအားထုတ်လို့ပိုင်နိုင်သွားလို့ရှိရင်အာနာပါနဖြစ်စေဗုဒ္ဓနုတ္တိကမ္မထံဖြစ်စေကတိုင်း10ပါးတွေကတစ်ခုနှစ်ခုဖြစ်စေသူ့ဟာသူမိမိနှစ်သက်အားထုတ်လို့ရှိရင်အာတုပကမ္မထံ10ပါးတွေကတစ်ခုဖြစ်စေအားထုတ်သောကမ္မထံဒီသူရဲ့ကမ္မထံဤအာနုဘောအလျော်စွာဇာမဉ္ဇဉ်ကိုဖြစ်စေတယ်ဥပမာပြောမယ်ဗြဟ္မစဝါတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပ္ပခာဗြဟ္မစဝါတရား၄ပါးရှိရာမှာမေတ္တာကမ္မထံကိုပိုင်နိုင်စွာနှလုံးသွင်း၍ပွားများအားထုတ်နေသောယောဂီပုဂ္ဂိုလ်သည်မေတ္တာကမ္မထံ၏အစွမ်းကြောင့်ပထမဇံဒုတိယဇံတတိယဇံသရုတ်ဇံဇံ၄ပါးကိုရနိုင်တယ်ထိုနည်းတူကရုဏာတတ္တဝအလုံးကိုတနာခြင်းကရုဏာစိတ်ဖြင့်ဖြန့်ပွား၍နေသောယောဂီပုဂ္ဂိုလ်ဟာလည်းဇံ၄ပါးကိုဖြစ်စေတယ်မုဒိတာကမ္မထံပွားများအထောက်သောသူမုဒိတာသည်ဝမ်းမြောက်ခြင်းဖြစ်စေသူတစ်ပါးကိုမနာလိုစိတ်မရှိဘူးမလိုခြင်းစိတ်မရှိဘူးအိတ်တာမရှိဘူးမက်စရိယမရှိဘူးအိတ်တာမက်စရိယတွေကိုချိုးနှိမ်၍ဝမ်းမြောက်ဖွဲကိုသာရှုကြည့်ရောစိတ်နှလုံးရဲ့တန်ရှင်းစင်ကြယ်စွာဖြစ်စေသောကမ္မထံသည်မုဒိတာကမ္မထံဖြစ်တယ်မုဒိတာကိုပွားများအထောက်သောယောဂဝဆရာပုဂ္ဂိုလ်သည်လည်းပဲပထမဇံဒုတိယဇံတတိယဇံနဲ့သရုတ်ဇံတရားဇံ၄ပါးကိုဖြစ်စေတယ်ဒီနေရာမှာဘာခြားတယ်လဲဆိုတော့သရုတ်ဇံတရားရခြင်းသည်အာနာပါနကမ္မထံလည်းရတယ်အာနာပါနကမ္မထံကထွက်လေဝင်လေကိုသုံးသပ်ရှုကြည့်သောပညာကမ္မထံဖြစ်တယ်အာနာပါနကမ္မထံပွားများလို့ရသောသတုဋ္ဌဇံသည်မြေရှို့မောပြနိုင်တယ်ဗြဟ္မဝိဟာရတရား၄ပါးပွားများလို့ရသောသရုတ်ဇံသည်မြေရှို့မောမပြနိုင်ဘူးထိုနည်းအတူဗုဒ္ဓနုတ္တိကမ္မထံပွားများလို့ရသောသရုတ်ဇံလည်းပဲမြေရှို့မောပြန်ခြင်းမဖြစ်နိုင်ဘူးဗြဟ္မစဝတရား၄ပါးတွေကဥပ္ပခါဆိုတာတစ်ခုပါတယ်ဥပ္ပခါက
ဒီနေရာမှာထူးခြားလာတယ်ဥပက္ခကြောင့်ပြောမယ်ဥပက္ခကအရာသုံးစကားပြောနေကြတယ်ဥပက္ခဟင့်ဗြဟ္မစွာတရား၄ပါးတကယ်လက်တွေ့ပွားများအထုတ်သောယောဂီပုဂ္ဂိုလ်ရဲ့ဥပက္ခကတစ်မျိုးဖြစ်နေတယ်ယောဂီပုဂ္ဂိုလ်တို့ရဲ့အထုတ်သောသူတော်ကောင်းတို့ရဲ့ဥပက္ခဆိုသည်ကကာမတက္ကတဉာဏ်ကိုသုံးသပ်ခြင်းဖြစ်တယ်ကာမတက္ကတဉာဏ်ဆိုသည်တတ္တဝါတွေကံတရားကိုယ်စီနဲ့ဖြစ်ကြတယ်ကိုယ်ကံနဲ့ကိုယ်အကြောင်းသူကံနဲ့သူဖန်တီးပြီးတော့သံဃာကြီးကျင့်လည်နေကြတယ်ဆင်းရဲဒုက္ခရောက်နေကြသူတို့စိတ်ကမိုက်မဲသောကြောင့်မကောင်းမှုတွေကာယကံဝစီကံမနောကံတွေပြုလုပ်ခဲ့ကြသောကြောင့်ဆင်းရဲဒုက္ခရောက်ကြတယ်ကောင်းရာဒုက္ခတိရောက်နေကြတဲ့နတ်ပြည်မှာရောက်ကြသောနတ်သားတွေနတ်သမီးတွေဗြဟ္မာဘုံဆန်းနေကြတဲ့ဗြဟ္မာတွေစိတ်ထားဖြူစင်ကြသောကြောင့်သူတော်ကောင်းတရားနဲ့ပျော်မွေ့ခဲ့ကြသောကြောင့်သူတို့မှာတော့ဆင်းရဲဒုက္ခကင်း၍ချမ်းသာမှုအတင့်နဲ့နေနိုင်ကြတယ်ဆိုတဲ့သူကံအလျော်စွာအကျိုးပေးသောသဘာဝဖြစ်စဉ်ကိုရှုကြည့်သောဉာဏ်ကိုကာမတက္ကတဉာဏ်ခေါ်တယ်ဒီတော့တတ္တဝါရဲ့ဆင်းရဲဒုက္ခရောက်နေတဲ့သူအပေါ်မှာလဲတဏှာခြင်းရှိတော်လဲပဲကာမတက္ကတဉာဏ်ကအမြင်မှန်ရှိထားပြီးတော့ကြောင့်ဒေါသစိတ်မပါဘူးတတ္တဝါတစ်ခုကိုတဏှာတယ်တူကတူကိုညှင်းဆဲသောကြောင့်ညှင်းဆဲခံရသောသူကိုတဏှာတယ်ဆိုဒီမှာကာမတက္ကတဉာဏ်မမြင်သောသူကသူ့ကိုညှင်းဆဲသောသူကိုတွားပြီးတော့ဒေါသစိတ်ရောက်တယ်ယောဂဝဆလပုဂ္ဂိုလ်ရဲ့ဥပ္ပခါဓမ္မစွာတရားပွားများရာမှာဒီလိုဒေါသစိတ်မရောက်ပါဘူးဒေါသစိတ်ရောက်တရားလည်းမရှိဘူးဒေါသစိတ်ရောက်ဖို့ရလဲယောဂဝဆလပုဂ္ဂိုလ်ရဲ့စိတ်အနေဖြင့်ဆိုင်ဆက်ခြင်းကိုမရှိဘူးဘာကြောင့်လဲဆိုတော့တတ္တဝါတွေသူ့ကံနဲ့သူ့အကျိုးပဲဆိုတာမြင်ထားပြီးဖြစ်တယ်ဥပမာတစ်ခုပြောမယ်မြတ်စွာဘုရားရှင်လက်ထက်တော်ကပုတိခတ္တတိတ်တမထေကြီးမသေးမီကပင်ခန္ဓာကိုယ်ကြီးပုတ်နေခဲ့ပုံအရှင်စက္ခုပါဠမထေကြီးယဟန္တာဖြစ်သောနေ့မှာပဲမျက်စိနှစ်ကွင်းအလင်းမရဒုက္ခိတာကြီးဖြစ်လို့တသက်လုံးယဟန္တာကြီးဖြစ်ပါလျက်ကံနဲ့ပရိနိဗ္ဗာန်စံယူသည့်တန်ကိုမျက်မမြင်ဒုက္ခိတာကြီးဖြစ်သွားရပုံတို့သည်သူတို့အတိတ်ကပြုတ်ခဲ့သောကံကြောင့်မျက်မမြင်ဒုက္ခိတာကြီးဖြစ်ရတယ်ပုတိကတ္တတိတ်တမထေကြီးမှာတော့ခန္ဓာကိုယ်ကြီးမသေးခင်ကပုံပွားရည်ရောအလွန်ဆိုးဝါးသောကိုယ်ခန္ဓာကြီးကိုအပေါင်းဖော်သတင်းသုံးပေါ်များကတောင်မှမကြည့်ရမရွှေ့ရနှောက်ခံစားရပုံလေဒါတွေဟာသူများကလာပြုတာမဟုတ်ဘူးသူ့ဖာသူအတိတ်ကပြုတ်ခဲ့သောပါဏာတိပါဒကံတွေသူရဲ့မိုင်မဲမှုရဖြစ်ရတာတွေပဲလို့ဆိုတဲ့အမြင်မှန်ကိုမြင်အောင်ကြည့်ထားပြီးပုဂ္ဂိုလ်ဖြစ်သောကြောင့်တဏှာယုံမဲ့ရှိတယ်တခြားသောအကြောင်းအရာနဲ့စလို့ဒေါသဖြစ်เสียဘာမှမရှိဘူးအဲ့ဒါဥပ္ပခဓမ္မဝိဟာရရဲ့သဘောကံတရားဆိုသူ့ဖာသူဖန်သူ့ဖာသူခံသူ့ဖာသူဖန်သူ့ဖာသူစံအဲ့ဒါဒီပင်လင်ဥပ္ပခဗြဟ္မစိုတရားရဲ့အလေးကျင့်ပဲတဲ့ဒါကြောင့်ဥပ္ပခဗြဟ္မစိုတရားကိုဆင်ခြင်ပွားများသောယောဂဝဆရပုဂ္ဂိုလ်သည်မေတ္တာကရုဏာမုဒိတာဒီဟူသောဗြဟ္မစိုတရား၃ပါးပွားများစဉ်လုံးကစတုထဇံသာရကြတယ်ဥပ္ပခဗြဟ္မစိုတရားပွားများသောအခါပေစမဇံတိအောင်ရတယ်သူကဇံတစ်ခုပေါ်လာတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့စိတ်အေးခြင်းငြိမ်းချမ်းခြင်းမှာလာတည်တယ်မေတ္တာဒီတတ္တဝါတွေကိုချက်ခင်ခြင်းကရုဏာဒီတတ္တဝါတွေကိုတနာခြင်းမုဒိတာဒီတတ္တဝါတို့ရဲ့အခြေလက်ကြီးကိုဝမ်းမြောက်ခြင်းဆိုဒီမှာအာထုတ်ခြင်းအားဆိုင်ခြင်းပါတယ်အာထုတ်ခြင်းအားဆိုင်ခြင်းပါသွားကြောင့်တို့ဒီစတုထဇံမျှလာရတယ်ဥပ္ပခဗြဟ္မစိုကြတော့ကအာထုတ်ခြင်းအားဆိုင်ခြင်းမရှိတော့ဘူးဘယ်ဘက်ကမှအာထုတ်เสียအားဆိုင်တရားမရှိဘူးသူတို့ကံတိုင်းဖြစ်ကြတာပဲဆိုတာကိုအမှန်တိုင်းမြင်အောင်ဆင်ခြင်၍အေးချမ်းချမ်းကလေးစိတ်နှလုံးသွင်းတတ်သောဉာဏ်ဖြစ်သောကြောင့်အားဆိုင်တရားမရှိဘူးဒါကြောင့်မို့ဥပ္ပခဗြဟ္မစိုတရားပွားများသောယောဂီပုဂ္ဂိုလ်သည်ပင်စမဇံတိအောင်ရတယ်ပင်စမဇံတိရသောကြောင့်မြေရှို့မိုးပြန်ဇံပင်ကြီးရပုဂ္ဂိုလ်ကြီးဖြစ်နိုင်တယ်တဲ့ဒါကဗြဟ္မစိုတရားနဲ့စတုထဇံပင်စမဇံခြားပုံအကြောင်းပြောလို့ရင်းဖြစ်တယ်